ကောဒံစစ်တော်ဒုက္ခံသေတိအမျက်ဒေါသကိုပဲဖြဲမဲ့ဆိုရင်တဲ့မင်းကချမ်းချမ်းသာသာအိပ်ရမယ်လူတွေကကိုဒေါသနဲ့ကိုအိပ်မပြောကြတာမကြည်မနှက်တာဆိုရင်လုံးဝအိပ်မရတော့မကြည်မနှက်တွေဖြစ်တယ်ဒေါသရှင်ထဲမှာအညိုတေးတွေနဲ့ဒေါသဖြစ်တယ်အဲ့ဒါကိုကောဒလို့ခေါ်တယ်စိတ်ဆိုးနေတယ်ကောဒဒါကတော့ဒီနေရာကကောဒကိုအဓိကထားပြီးတော့ဟောတာရာဂနဲ့လည်းပဲအေးပြက်မှာပဲဒေါသနဲ့လည်းအေးပြက်တာပဲနော်တချို့နေရာကျတော့အလုံးကိလေသာတွေမရှိတာပို့ပြီးတော့အေးတယ်ပေါ့ဒီနေရာမှာတော့ဒေါသကိုအဓိကထားပြီးမြတ်စွာဘုရားဟောတယ်လို့အဲ့လိုမှတ်ရကောဒံစစ်တော်ဒုက္ခံသေတိအမျက်ဒေါသကိုဖယ်ရှားနိုင်မှစိတ်နှလုံးအေးချမ်းစွာအိပ်ရမှာဖြစ်တယ်ကောဒံစစ်တော်နတ်သောစတိအမျက်ဒေါသကိုဖယ်ရှားနိုင်မှဆိုရင်တော့ကမရောက်မှာဖြစ်တယ်ကောဒတဝိတမူလတမတုရကတဝါဒဝါတဲ့စိတ်ဆိုးတယ်ဆိုတာဟာစိတ်ဆိုးတဲ့ဟာအခြေခံကတော့ဝိတမူလဆိုတာဝိတဆိုတာစိတ်မူလဆိုတာအမြစ်